ဒီလိုရုပ်ရှင်ပုံစံမျိုးတွေကကျွန်တော်အကြိုက်ဆုံးရုပ်ရှင်ပုံစံမျိုးတွေတစ်ခုပေါ့နော်ဇလန်ရဲ့အဆုံးမှာလိုမျိုးဖုံးကွယ်ထားပြီးတော့ဇလန်ရဲ့အစတွေရောအလဲတွေရောအသေးစိတ်လိုက်ကြည့်ပြီးတော့ကိုရန်လိုမျိုးစုံတော့ပုံစံလိုမျိုးစဉ်းစားနေရတဲ့ရုပ်ရှင်ပုံစံမျိုးဆိုရင်တော့ပို့ပြီးတော့မှန်လိမ့်မယ်ရုပ်ရှင်တွေကစုစုပေါင်း3ကားရှိတယ်2019မှာတကား2022မှာတကားအခု2025မှာတကားစုစုပေါင်း3ကားပေါ့နော်သူ့ရဲ့ IMDb တွေကလိုမျိုး7.1အထက်မှာဖြစ်ပြီးတော့လုံးဝကိုလန်ပြန်နေရတယ်ပေါ့နော်ကျွန်တော်ပြောရခုနကလိုစုံတော့ဆန်ဆန်ခံစားမှုမျိုးခံစားရတယ်ဒီ2019ကဇာကားဆိုရင်လိုမျိုး classic ဆန်ဆန်ပုံစံမျိုးရှေးပုံစံမျိုးခံစားပြီးတော့2022မှာထွက်တဲ့ဇာကားလိုမျိုးကန်းကြီးတွေနဲ့ colorful တွေဖြစ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်ပုံစံမျိုးခံစားရတယ်အခု2025မှာထွက်တဲ့ဇာကားကကြောင့်နည်းနည်းလေး dark ဖြစ်ပြီးတော့ကြောက်စရာပုံစံစုံတော့ဆန်ဆန်ပုံစံမျိုးခံစားရတယ်ပေါ့ဒါပေမဲ့သူ့ရဲ့ပုံစံခေါင်းစဉ်အောက်ကတော့ဒီရုပ်ရှင်3ခုလုံးရဲ့ပုံစံကတော့ဒီထဲမှာလိုမျိုးအရန်ကြီးမြတ်တဲ့လူတစ်ယောက်ပါတယ်အဲ့လူကအဲ့လိုမျိုးအသက်ခံရတယ်ပေါ့သူဘေးနားမှာရှိတဲ့လူအများကြီးရဲ့မှာတရားခံကိုယူရတယ်ကျွန်တော်ထင်တိုင်းလဲအဲ့တရားခံမှားတယ်ပေါ့အဲ့လိုမျိုးပုံစံတွေကိုရိုက်ထားတဲ့ရုပ်ရှင်တစ်ခုဖြစ်တယ်ပေါ့နော်ဒီတရားခံတွေကဒီလူအများကြီးရဲ့ဘယ်သူဖြစ်မလဲဆိုတာကိုကြည့်တဲ့ပရိသတ်ကောလိုမျိုးဒီဆုံတော်ကောလိုက်ပြီးတော့ရှာတဲ့ပုံစံမျိုးပေါ့နော်ဇလန်အမြဲတမ်းအဲ့လိုမျိုး2နာရီနီးပါးကြာတဲ့အချိန်မှာလိုမျိုးရိုးမသွားဘဲနဲ့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နောက်ဆုံးကြမှာအဲ့လိုမျိုးရုပ်ရှင်တစ်ခုလုံးကိုပြန်ပြီးဖြီးပြပြီးတော့ဝူးနေဝါကနေခံစားရတဲ့ခံစားချက်ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့ထွက်ခဲ့တဲ့ရုပ်ရှင်နှစ်ကားလုံးကိုကျွန်တော် review လေးလုပ်ဘူးတယ်တင်ပေးဘူးတယ်ပေါ့နော်အခုနောက်ဆုံးထွက်တဲ့ရုပ်ရှင်ကတော့ဒီခရီးယန်ဖုန်းတော်ကြီးတစ်ပါအသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုထင်တဲ့သူကတကယ်လူသက်သေခံရလားဒါမှမဟုတ်ဘယ်လိုလူတွေကသူ့ကိုဘာကြောင့်အသက်တာလဲဒီရုပ်ရှင်ကတော့နည်းနည်းလေးပထမပိုင်း1နာရီလောက်ကညင်းငွေစရာကောင်းပြီးအဲ့လိုမျိုးဤစိမ့်စိမ့်နဲ့နည်းနည်းလေးပြင်းဖို့ကောင်းတယ်ဒါပေမဲ့ရုပ်ရှင်ရဲ့1နာရီမိနစ်30လောက်ရောက်တဲ့အချိန်မှာရုပ်ရှင်တော်တော်လေးစိတ်ဝင်စားစရာကောင်းလာပြီပေါ့နော်တရားခံတွေလည်းရှာလို့ဖြည်းချင်းနဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေနဲ့မြင့်တက်လာတာပေါ့နော်ဒီရုပ်ရှင်ကတော့အဲ့လိုမျိုးနည်းနည်းလေးလည်းအဲ့လိုစိတ်ကိုအမောင်ကျတဲ့ခံစားမှုမျိုးခံစားရတဲ့ရုပ်ရှင်ပုံစံမျိုးဆိုတော့ပို့ပြီးတော့မှန်လိမ့်မယ်ဒီတော့ရှေ့ရနှကားမကြည့်ရသေးဘဲနဲ့ဒီရုပ်ရှင်ကြည့်လို့ရလားဆိုတော့ရတော့ရဒါပေမဲ့ရှေ့နှကားကြည့်ပြီးမှဒီရုပ်ရှင်ကြည့်ရင်တော့ပို့ပြီးတော့မိုက်လိမ့်မယ်လို့ထင်တယ်ဒီတော့ဒီရုပ်ရှင်3ကားလုံးကမကြည့်ရသေးရင်ခင်ဗျားပေါ်ပါတယ်မှာလို့စုံတော့ဆန်ဆန်ပုံစံမျိုးကိုကြည့်ဖို့ထည့်ထားတဲ့ရုပ်ရှင်တွေလို့ပြောချင်တယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ရှင်မှာပြန်တွေ့ပါ